မင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော် TREBLO Tremblo AI ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျသူကဘာလို့ရလဲဆိုလို့ရှိရင်เนาะဒီ Tremblo AI site လေးရတော့เนาะ Suno လို့ပဲ music generator เนาะတခြင်းတွေဖန်တီးလို့ရတဲ့ AI site လေးပဲဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်အကောင့်တာတစ်ခုကဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်လုံးဝ unlimited sound เนาะ free လုံးဝ 100% free လက်ရှိချိန်မှာသုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ sign up လေးလုပ်ကြည့်မယ်ကျွန်တော်တို့ Google နဲ့ပဲ sign up လုပ်လိုက်တယ်အဲ့တော့ကျွန်တော်တို့ Google account တွေကိုကျွန်တော်ဝင်လိုက်တယ် sign up continue ပါညာဆိုပြီးတော့ကျွန်တော်တို့နှိပ်လိုက်တယ်နှိပ်လို့ရှိရင်သူ account လေးတစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော်ဖြစ်လာပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာသူတို့ sample ပေးလိုက်တဲ့ချင်းနားထောင်ရင်လည်းနားထောင်နားမထောင်ရင်စမ်းပြီးတော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်သူ sample နဲ့ advance ဆိုပြီးရှိတယ် upload တွေပါလည်းလုပ်လို့ရတယ်အဲ့တော့ကျွန်တော် sample လေးကိုပဲရင်စမ်းကြည့်မယ်နောက် sample မှာကျွန်တော်ဗားလိုက်မယ်ဆိုလို့ရှိရင် hip hop music about rain ဆိုပြီးတော့ကျွန်တော်ရေးကြည့်လိုက်မယ်ပြီးရင် modern အနေနဲ့ version 2.2 ရှိတယ်3ရှိတယ်ပေါ့နော်ကျွန်တော်တို့3ကိုပဲရွေးလိုက်တယ်ပြီးရင် generate စာလေးကိုကျွန်တော်နှိပ်ကြည့်လိုက်တယ် Okay ဒီလိုလေးရပါတယ်ခင်ဗျSuno လိုပဲသူကနှစ်ပုတ်ထုတ်ပေးတယ်ပေါ့နော်တစ်ခါထုတ်လို့ရှိရင်ကောင်းတာ credit တွေဘာမှမလိုဘူးလက်ရှိအချိန်အထိပေါ့နော်အဲ့တော့မိတ်ဆွေတို့စမ်းပြီးတော့အကောင့်လေးဖွင့်လိုက်ပြီးတော့လည်း click လို့ရပြီဗျာနော် Rain on the block, rain on the coupe, rain wash the pen, rain wash the truth, low season storm. ကို instrumental ကြီးပဲလိုချင်တယ်ဆိုလို့ရှိရင် instrumental ကြီးပဲဗျာတီးလုံးကြီးပဲထုတ်လို့ရတယ်ဗျာเนาะအဲ့တော့ဟိုတခြင်းစရေးမဲ့သူတွေပေါ်လာတဲ့အတွက်ဆိုလို့ရှိရင်တီးလုံးအတွက်ခေါင်းစားစရာမလိုဘူးเนาะတီးလုံးကိုလုံးဝလွယ်လွယ်ကူကူထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်မြန်မာစကားအတွက်ကိုတော့ကျွန်တော်ခုနကတခြင်းကိုပဲကျွန်တော် copy လုပ်လိုက်တယ်ဗျာမြန်မာလို translate လုပ်လိုက်တယ်လုပ်ပြီးတော့ကျွန်တော်တို့စမ်းပြီးတော့ကျွန်တော်ထည့်ကြည့်လိုက်မယ်နော်အဲ့တော့ advance ကိုသွားလိုက်တယ်သွားပြီးတော့အဲ့မှာ lyrics နဲ့မှာ lyrics ဆိုပြီးတော့ custom lyrics ပေါ့နော် custom lyrics ကိုကျွန်တော်တို့ရွေးပြီးတော့ကျွန်တော်ထိုင်လိုက်တယ်ထည့်ပြီးတော့ကိုလိုချင်တဲ့ style ပေါ့ဗျာအဲ့လိုမျိုးလေးကျွန်တော်တို့အရှောက်ရွေးပေါ့ကျွန်တော်ကတော့အများကြီးမရေးတော့ pro နေပါမရေးတော့သူပေးတဲ့ဟာကိုပဲကျွန်တော်လုပ်လိုက်တယ်ပြီးသွားရင် create ဆိုပြီးတော့ generate ပေါ့နော် generate ဆိုတာနှိပ်လိုက်တယ်နှိပ်လိုက်တော့ဘာတစ်ခုဖြစ်သွားလဲဆိုတော့အဲ့လိုဖြစ်သွားတယ်အဲ့တော့ကျွန်တော် metal ရွေးတော့လုံးဝသူက crack တွေနဲ့ပါဆိုပြတာဗျမိုက်တယ်ဗျ metal ကြိုက်တဲ့ပေါ်တာတွေအတွက်ဆိုတော့အဆင်တော်တော်ပြည်တဲ့အနေထားမှာရှိတယ်ဒါပေမဲ့မြန်မာစကားကပြည်တယ်မပြည်လားကျွန်တော်တို့သိပြီးမကြောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့ကျွန်တော် create လုပ်ကြည့်လိုက်တယ်နော် download ချမယ်ဆိုလို့ရှိရင်အဲ့မှာနော်အများကြီးချလို့ရတယ်ပေါ့နော်ဒါကတော့မြန်မာစကားပါ When no new Maya Yeba Ida Ba What Jerry she can if you want to need a neighbor Okay မြန်မာစကားကတော့အားလုံးကြားတဲ့အတိုင်းပေါ့နော်တီးတဲ့စာကြီးတော့မပြီးဘူးဒါပေမဲ့သူ့မှာကောင်းချက်လေးတွေအများကြီးရှိတယ်ဘာလဲဆိုလို့ရှိရင်လုံးဝ free သုံးလို့ရတယ်အခု download ချမယ်ဆိုလို့ရှိရင်လည်း wave ထုတ်မလား mp3 ထုတ်မလားအစရှိသဖြင့်ကြိုက်တယ်လို့လုံးဝထုတ်လို့ရတယ်ကျွန်တော် mp3 download wave ကို download ချကြည့်ထားတယ်ပြီးသွားလို့ရှိရင် stamp အနေနဲ့လည်းကျွန်တော်တို့ထုတ်လို့ရတယ်ပတ်စံပေးစရာမလိုဘူး guest stamp ဆိုလို့ရှိရင်လည်းကျွန်တော်တို့၄ line လောက်ထိထုတ်လို့ရတယ်เนาะ vocal တစ် line เนาะ instrumental တစ် line drum တစ် line bass တစ် line ပေါ့เนาะအဲ့လိုမျိုးတွေထုတ်လို့ရတယ်လုံးဝ free သုံးလို့ရတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့စမ်းသပ်ပြီးတော့ click ကြည့်ပါမြန်မာစကားလေးမပီတာကလွဲပြီးတော့ကျန်တာတွေအကုန်လုံးကလုံးဝ share သုံးလို့ရမှာဖြစ်ပါတယ်ခင်ဗျဆက်ပြီးတော့လည်းကျွန်တော်ဆက်ပြီး click ကြည့်ပါဦးမယ် click လို့အဆင်ပြေတာလေးတွေထူးခြားလေးတွေ့ရင်လည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်တည်တဲ့လောက်လေးကျွန်တော် sharing လုပ်ပေးပါဦးမယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်